မင်္ဂလာပါရှင်ကျွန်မကတော့ Teacher Jasmine's Classroom Preschool and English Language Enhancement Center မှာ Teacher Jasmine ဖြစ်ပါတယ်ကျွန်မဒီနေ့မျှဝေသွားပေးခြင်းတဲ့ကျောင်းသားလေးကတော့ present perfect tense နဲ့ already just yet ဒီသုံးခုနဲ့ဘယ်လိုတွဲသုံးနေဆိုတာလေးကိုမျှဝေပေးသွားချင်တာဖြစ်ပါတယ် present perfect tense ဆိုတာကတော့ has have plus done done ပုံစံကိုဆိုလိုတာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ already သုံးပြပုံလေးကိုပြပြချင်ပါတယ် already ကိုတော့ sooner than expected ကိုမျှော်မှန်းတဲ့ကာလအချိန်တစ်ခုတည်းပို့ပြီးတော့မှပြီးဘောနော်စောစောစီစီလေးပြီးသွားတာမျိုးကိုတော့ like already ကို present perfect နဲ့တွဲပြီးတော့သုံးပါတယ် for example don't forget to pay the bill လို့ပြောခဲ့ရင်ကျောက်က I've already paid it I have already paid it ငါအခုလေးတင်မဲ့ပေးပြီးသွားပြီငါပေးပြီးသွားခဲ့ပြီပေါ့နော်တယောက်ကပေးဖို့ပြောတဲ့အချိန်မှာကိုကပေးပြီးသွားပြီကိုမျှော်မှန်းတဲ့အချိန်ထက်ပိုပြီးစောပြီးတဲ့ခါမျိုးမှာသုံးချင်ရင်တော့ already ကို present perfect နဲ့တွဲသုံးပါတယ်နောက်တစ်ခုအနေနဲ့ကြတော့ what time is Mark leaving what time is Mark leaving Mark ဘယ်ချိန်မှာထွက်သွားတာလဲဆိုရင် he's already left he's already left me he has already left he's already left သူကMark မထွက်သွားသေးဘူးလို့ထင်တယ်ဒါပေမဲ့ကိုပြောနေတော့မှာလေ Mark ကကိုပြောနေတဲ့အချိန်မရောက်ခင်ကလေးကထွက်သွားခဲ့ပြီပေါ့နော်ဒီလိုအနေထားမျိုးဆိုရင်တော့ already ကို present perfect tense နဲ့တွဲသုံးပါတယ်ဒုတိယတစ်ခုအနေနဲ့တော့ just ကို a short time ago လွန်ခဲ့ပြီးတော့ very near past ပေါ့နော်ဒီခုနကတော့အချိန်ကာလအတိုလေးတွင်းမှာပြီးခဲ့တယ်မြန်မာလိုဆိုရင်တော့အခုလေးတင်နဲ့ပြီးသွားတယ်ဒါမျိုးလေးပြောချင်တဲ့ခါမှာတော့ just ကို present perfect နဲ့တွဲသုံးပါတယ် for example တယောက်က are you hungry လို့မေးတဲ့အချိန်မှာ I've just had lunch I've just had lunch အခုလေးတင်မဲ့ lunch စားပြီးသွားပါပြီလို့ပြောတဲ့ခါမျိုးပါ I have just had lunch I've just had lunch အခုလေးတင်မဲ့like နေ့လည်စာစားပြီးတော့ပါပြီလို့ပြောတဲ့ခါမျိုးမှာဆိုရင် just ကိုသုံးပါတယ်နောက်ခုအနေနဲ့တော့ I have just arrived အခုလေးတင်နဲ့ရောက်ပါတယ် I have just arrived ဒီလိုခါမျိုးမှာလေ just ကို present perfect tense နဲ့တွဲသုံးပါတယ်နောက်ဆုံးတစ်ခုကတော့ yet yet ဖြစ်ပါတယ် yet ရဲ့အဓိပ္ပာယ်ကတော့ until now ပေါ့နော်အခုချိန်ထိလို့အဓိပ္ပာယ်ရပါတယ် like yet ကိုဘာမှသုံးလဲဆိုတော့ expecting something to happen တခုခုကိုကဖြစ်စေခြင်းတဲ့အခါမျိုးမှာတော့ yet ကို present perfect tense နဲ့တွဲသုံးပါတယ် yet ကိုတော့ question အနေနဲ့ရော negative sentences အနေနဲ့ရောနှစ်ခုလုံးမှာလည်းတွဲသုံးလို့ရပါတယ် the first example question အနေနဲ့ဆိုရင်တော့ has it stopped raining yet has it stopped raining yetမိုးရွာတာရက်သွားပြီလားလို့မေးတာမျိုးပေါ့နော်ကိုကမိုးရွာတာကိုရက်စီခြင်းတဲ့ခါမျိုးမှာဒါမျိုးကို like သုံးလို့ရပါတယ် yet ကို present perfect နဲ့တွဲသုံးပါတယ်ဒုတိယတစ်ကြောင်းအနေနဲ့တော့ like I've written the email but I haven't sent it yet ငါကတော့ like email ရေးပြီးပါပြီ I haven't sent it yet မပို့ရသေးဘူးI haven't sent it yet မပို့ရသေးဘူးဒီ email ကတော့ဒါပေမဲ့တက်နိုင်တဲ့လောက်မြန်မြန်လေးပြီးစေချင်တယ်ဒီလိုခါမျိုးမှာတော့ I haven't sent it yet ဒါမျိုးလေးကိုသုံးလို့ရပါတယ်